စတင်ခဲကိုဝင်မယ်စတင်နည်းနည်းရောက်ရင်ဒီဆက်ရှာပေါက်မှာ F O R C ကိုဘာလဲအဲ့မဘီလုံးနေအဲ့စနေအဲ့ဘောစီဘလို့ရေးချင်ပြီးရင်ရှာမယ်ပေါ်ရအပေါ်ဆုံးကစာကြောင်းနေတဲ့ညကောင်တကြောင်းကိုနှိမ့်မယ်နှိမ့်ပြီးရတယ်အပေါ်ကစီဘလို့ရေးချင်မယ်နော်အပေါ်ကစီဘလို့ရေးချင်မယ်ပေါ်ရတဲ့အပေါ်ဆုံးကစာကြောင်းဒီစာကြောင်းအဲ့ကိုနှိမ့်ပြီးရတယ်ဒီနှစ်ခုfor all FPN ဒီနှစ်ခုဖမ်းမယ်ဖမ်းပြီးရတယ်ဒီမှာဖုန်း run ကြည့်ဖုန်းတွေ run တဲ့ story ပါကျင်းနေရမှာဒီ bullet number အဲ့ဒါဒီကိုနှိမ့်မယ်အကြိုက်30အခောက်30တော့နှိမ့်မယ်တော့ပြီးရင်ပြန်ထွက်မယ်ပြန်ထွက်ပြန်တယ်ဖိုင်တစ်ခုကိုနှိမ့်တိပြပါဖြစ်ဘာဖြစ်ဒီတစ်ခုဝင်လိုက်ဖုန်းနံပါတ်1ပြီးတော့ဒီတော့လောက်ပြီးတော့ဒီတော့ပုံစံတော့ဒီတော့နှိမ့်ပြတဲ့နေပုံစံတော့နှိမ့်ပြတဲ့ပုံစံတော့အဲ့ဒါဒီနေရာဒီနေရာဒီမှာအပေါ်ဆုံးကဖုန်း app ပြင်နေဒီမှာပြီးတော့ spray စကန်နှိမ့်ပြရတယ်ပကြီးသေးကိုဝင်တဲ့ခါဒီဟာကိုဝင်တယ်အော်တိုဖုန်းကိုလှည့်တဲ့ဟာဖွင့်ပြီးရင်ပကြီးသေးကိုဖုန်းကိုစောင်းလိုက်ပြီးတော့ဒီဘက်ကိုဆွဲခဏလေးနေလိုက်ဒီဘက်ဆွဲရပါပြီဗျာဒီကအတန်များကြီးပဲဒီကတော့တော့ပြောပါရအောင်ဟုတ်တယ်ပြီးတော့တိတော့တယ်ဆိုတော့အဲ့ဒါ PC ရိုးတဲ့ဟာ